hello ဒါလေးကတော့မွေးနေ့မှာလုပ်ခဲ့တဲ့ပေါ့နော် activity လေးတချို့ကိုရိုက်ထားဖြစ်ပါတယ်City Mall သွားကြမယ်ဆိုတော့ City Mall လေးကိုလိုက်သွားတယ်ဒါကတော့ရွှေပလင်မှာပေါ့နော်မဝင်မပြေကတော့မန်တိုပေါက်စီလေးဖြစ်ပါတယ်နည်းနည်းလေးနဲ့နာစီကြောက်စိုးဖြစ်နေရတဲ့ဒါလေးစားချင်နေမှလည်းမစားခဲ့ပါဘူးတူတော်မောင်ပေါ့နော်ဒီအိတ်ကကြီးလားမကြီးလားဆိုတာလိုက်ကြည့်ပြရပါအင်္ဂါနေ့ဆိုပေမဲ့လည်းပေါ့နော်အရန်လူများနဲ့မြင်လာဖို့ဆိုပြီးတော့ခေါ်လိုက်တယ်ခရစ်စမတ်ပင်လေးလည်းအရန်လာကြောက်ရိုက်ခဲ့ပါသေးတယ်စိတ်ကောက်နေပါပစ္စည်းတချို့ဝယ်ပြီးပြီဆိုတော့အဲ့နားမှာရှိတဲ့ကဖေးဆိုင်လေးကိုဝင်လိုက်ပါတယ်မနေ့ကတော့ကလေးရမွေးနေ့ဆိုတော့အရင်နှစ်တည်းလို့ပေါ့ထွေးထူးထူးအဲ့လိုလောက်တာတော့မရှိဘူးဒီနှစ်ကမနစ်ကလို့အမွာမကလည်းနိုင်ငံခြားမှာဆိုတော့တူတူတပုံလည်းရိုက်လို့မရဘူးဆိုတော့ဒါတော့မမီနဲ့ပဲပေါ့နော်happy birthday လေးကိုဆိုလိုက်ပါတယ်သားမီးနှစ်ယောက်ရဲ့ကြရတော့ဝယ်လာတဲ့မန်တူကိုဒီ coffee ဆိုင်မှာတို့စားပါတယ်ခွင့်တောင်းပြီးတော့မှစားလို့ရလားဆိုရင်မေတော့စားလို့ရတယ်ဆိုလို့စားပါကိုမွေးရဲ့လမှာ Christmas ကာလာလည်းရှိရောဘာလို့လဲမသိဘူးအရန်ပျော်ပါတယ်မွေးနေ့တိုင်းမှာတော့အပါဘေးနားမှာမရှိဘူးပေါ့နော်ဒါပေမဲ့အဝေးကနေပြီးစူတောင်းစကားပြောပြီးတယ်တခြားငယ်ချင်းတွေရောမိတ်ဆွေတွေရောစူတောင်းစကားပြောပြီးတယ်ချစ်စုအများကြီးတင်ပါတယ်မလိုက်ဘူးတော့လိုက်ကြည့်နမတော့ coffee ဆိုင်တွေပါပြီးသွားဖို့အစီအစဉ်မရှိဘူးပေါ့နော်ဆိုင်မဲဖွင့်ပြီးတော့တနေ့တာလေးဖြတ်တန်းမယ်ဆိုပြီးဆုံးဖြတ်ထားတာပေါ့ဒါပေမဲ့အလားပုံလေးလည်းရိုက်ချင်တာကြောင့် coffee ဆိုင်လေးသွားပြီးတော့တပုံလေးရိုက်ခဲ့ပါတယ်ဆိုင်လေးကတော့ကြောင်းဖွင့်ချိန်နဲ့ကြောင်းဆင်းချိန်အမီလေးတော့ခဏဖွင့်လိုက်ပါတယ်ချိန်နဲ့ချိန်တွေကရာသီဥတုကတိတ်မအေးပေမဲ့နေမွေးနေ့ရောက်တိုင်းအရန်အေးပါတယ်မနေ့ကနှာရီပိတ်နေရတယ်ပေါ့နော်ဆိုင်လေးပိတ်လိုက်ရပါတယ်အိမ်လေးပြန်ပြီးတော့တော်ကြီးရော်ကြီးဟော့ပေါ်လေးတယောက်တည်းပဲလုပ်ပြီးထိုင်စားလိုက်ပါတယ်ခင်းလေးလည်းခဏဆော့လိုက်ပါတယ်မွေးနေ့လေးမှာတော့တက်နိုင်တော့အလူလေးတော့လုပ်ဖြစ်ပါတယ်။ညားတွေကိုလည်းမဝယ်ကျွေးတယ်။အသီးတွေမိတ်ဆွေရမတွေကိုလည်းမဝယ်ကျွေးလိုက်ပါတယ်။ဒီနေ့မွေးနေ့လေးကတော့ရိုးလေးပဲပေါ့နော်။ဖြတ်တန်းလိုက်ပါတယ်။နောက်ဆုံးမှာတော့ကလေးကတပ်ပုံလေးရိုက်ခဲ့တာလေးကိုထည့်ပေးထားပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့မယ်နော်။အားလုံးဘိုင်ဘိုင်။